ဒီလိုမျိုး sound effect တွေကလုံးဝ copyright မထိဘူးဆိုတာသိပြီးပြီလားတကယ်ပါဒီ sound effect တွေကလုံးဝ copyright မထိပါဘူးဘာလို့လဲဆိုတော့ AI ကနေဖန်တီးထားတဲ့ sound effect တွေကြောင့်ပါခုဗီဒီယိုကြည့်နေတဲ့အထက်မှာ video creator များပါတယ်ဆိုလို့ရှိရင်ဒီ sound effect တွေကမိတ်ဆွေတို့လုံးဝအသုံးဝင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ AI နဲ့ဖန်တီးလို့ရတဲ့ sound effect တွေအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင် intro လေးပြီးရင်ဗီဒီယိုစလိုက်အောင်Try to see the world in the scepter. Polar creation ဒါဆိုလို့ရှိရင်ကျွန်တော်တို့က AI sound effect တွေကိုဖန်တီးဖို့အတွက် Google Chrome နဲ့က AI website တစ်ခုတည်းကိုဝင်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ Google Chrome နဲ့ကိုအရင်သွားလိုက်ပါမယ် Google Chrome နဲ့မှာ 11 let ဆိုပြီးတော့ရိုက်ရှာမှာပဲဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်အပေါ်ဆုံးမှာ11 let ဆိုပြီးတော့ပြနေတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါလေးကိုတစ်ချက် click ပေးလိုက်ပါဒီမှာအပေါ်ဆုံးမှာကျွန်တော်တို့ကဒီ11 let ဆိုတဲ့ website ကလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဝင်ပေးလိုက်ပါကျွန်တော်တို့ဒီကွန်ပျူတာမှာလုပ်တယ်ဆိုပေမဲ့ကျွန်တော်တို့ဖုန်းထဲမှာလည်းဒီလိုပုံစံမျိုးအတိုင်းပဲလုပ်ရတာပေါ့နော်လုံးဝတော့တိတ်ပြီးတော့ကွဲပြားတော့မတော့ပေါ့နော်ဖုန်းထဲမှာလည်းကျွန်တော်တို့ဒီ sound effect တွေကိုလုပ်လို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကိုဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာ category တွေအများကြီးရှိရပါတော့အဲ့ဒီထဲမှာကျွန်တော်ကဒီနေ့ Tattoo to SFH ဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီလိုမျိုးနေရာမှာလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကပထမစမ်းပြမယ်ပေါ့နော်ဒီလိုမျိုးနေရာမှာကျွန်တော်တို့ကဒီ AI sound effect တွေကို generate လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့sound effect ကသူ generate လုပ်ပြီးတော့မယ်ဒါမှမဟုတ်ကျွန်တော်တို့က download ဆွဲလို့မရဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကဒီ sound effect တွေကို download ဆွဲလို့ရအောင် account ကိုပထမအဆုံးဝင်ပေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ get start free ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုအရင်သွားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ account login ဝင်ပေးရမှာပေါ့နော် account ဖွင့်ပြီးသားလူတွေကဒီမှာ login ဝင်လိုက်ရင်ရပါတယ် account မရှိတဲ့လူတွေကတော့ကျွန်တော်တို့ sign up လုပ်ရမှာပဲဖြစ်ပါတယ် sign up လုပ်မယ်ဆိုလို့ရှိရင်ဒီ account တွေရော password တွေရောထည့်ရမှာဆိုတော့နည်းနည်းကြာမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ Google sign up with Google ဆိုတဲ့ဟာနဲ့ကျွန်တော်တိုက်ရိုက်ဝင်လိုက်ပါမယ်ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်အောက်က continue ဆိုတာလေးကိုနှိပ်ပေးလိုက်ပါခဏလေးစောင့်ပေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account တွေကို login ဝင်နေပြီပေါ့နော်သူကသူ login ဝင်နေပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ continue ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဒီမှာကိုနာမည်ကဘာထားမလဲပေါ့နော်သူကမေးလိုက်မယ်ပြီးဒီနေရာမှာကျတော့ကျွန်တော်တို့နေ့ထည့်ပေးရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကကိုယ့်ရဲ့နေ့လေးထည့်ပေးလိုက်ပေါ့နော်မွေးနေ့ပေါ့နော်သူမွေးနေ့ထည့်ခိုင်းတာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ April ကိုမွေးနေ့အမှန်မထည့်ယူဆိုလဲကိုကြိုက်တာထည့်လိုက်ပေါ့နော်ဟုတ်ပြီဒါ1999ဟုတ်ပြီဒါပြီးရင်ကျွန်တော်တို့ကဒီမှာ next ဝါလေးကိုပြန်ပြီးတော့နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ level အကြောင်းကိုဘယ်ကနေကြားခဲ့တာလဲပေါ့နော်ကျွန်တော်ကတော့ YouTube ကနေကြားခဲ့တဲ့အတွက် YouTube ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်မိတ်ဆွေကဘာလုပ်တယ်လဲပေါ့နော်ဒီမျိုးစားတွေထဲမှာ creator လား voice actor လားဒီလိုမျိုး category လေးတွေရွေးခိုင်းထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က video funny မဲ့ creator ဖြစ်တဲ့အတွက်ကျွန်တော်က creator ကိုရွေးလိုက်ပါမယ်ဟုတ်ပြီဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာ creator အမျိုးအစားလဲပေါ့နော်မိတ်ဆွေက YouTuber ဆိုလို့ရှိရင် YouTuber TikToker ဆိုလို့ရှိရင် TikToker ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်ဘေးမှာလည်းဖြေမဲ့ရတယ်အများကြီးရှိရပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်က YouTube မှာ video တွေဖန်တီးမဲ့ဖြစ်တဲ့အတွက် YouTuber ဆိုပြီးတော့ကျွန်တော်ရွေးလိုက်မယ်ရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘယ်လိုမျိုးပုံစံမျိုးတွေကို level သုံးပြီးတော့ဘာတွေဘယ်လိုပုံစံမျိုးလေးဖန်တီးမှာလဲပေါ့နော်voice over ဖန်တီးမှာလားကျွန်တော်တို့ sound effect တွေဖန်တီးမှာလားပေါ့နော် text to speech ဖန်တီးမှာလား audio book တွေကိုကပြောပြီးတော့create လုပ်မှာလားပေါ့နော်ဒါလေးကိုသူရေးခိုင်းထားပါတယ်ကိုကကျွန်တော်စမ်းပြတာဖြစ်တဲ့ကျွန်တော်ကဒီမှာ sound effect ကလေးကိုရွေးလိုက်မယ်ပေါ့နော်ရွေးပြီးတော့ကျွန်တော်ဒီမှာ guest star ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ account တွေကိုဝင်လာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း category တွေအများကြီးကျွန်တော်တို့ဖန်တီးလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြမှာက sound effect အကြောင်းဖြစ်တဲ့အတွက် sound effect ဆိုတာလေးကိုရွေးလိုက်ပါရွေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာdescribe your sound effect and then click generate ပေါ့နော်ဒီမှာဆိုလို့ရှိရင်မင်းရဲ့ sound effect တွေကိုဒီနေရာမှာအင်္ဂလိပ်လိုခြာရေးမယ်ခြာရေးပြီးတော့ generate ဆိုတာလေးနှိပ်လိုက်ပါဒါဆိုလို့ရှိရင်မိတ်ဆွေလိုချင်တဲ့ sound effect တွေကိုသူကနေပြီးတော့ပြပေးမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကပထမဦးဆုံးအနေနဲ့ sound effect တစ်ခုကိုစမ်းပြပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံးဘာ sound effect စမ်းပြကောင်းမလဲဆိုတော့ဥပမာဒီ video creator တွေမှာအသုံးများတဲ့ပေါ့နော်ဒီ transition sound တွေပေါ့နော် transition sound တွေဥပမာပြောမယ်ဆိုလို့ရှိရင် which sound တွေပေါ့နော်ပြီးတော့ကျွန်တော် dramatic sound တွေဒါတွေကကျွန်တော်တို့ဒီ video fan တဲ့ creator တွေမှာအများဆုံးသုံးတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အဲ့ဒီဟာလေးကိုစမ်းပြမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့က dramatic sound ကိုကျွန်တော်အရင်စမ်းပြပါမယ်ဒီ dramatic sound ဆိုပြီးတော့ကျွန်တော်တို့ကရေးလိုက်ပြီပေါ့နော်ရေးလိုက်ပြီဆိုတော့ဒီမှာကျွန်တော်တို့က generate ဆိုပြီးတော့ generate sound effect ဆိုပြီးတော့နှိပ်လိုက်ပါဒါဆိုလို့ရှိရင် तू က
ဒီ sound effect တွေကို generate လုပ်ပေးနေပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ခဏလေးနေအောင်တော့ကျွန်တော်ငကြကလေးနဲ့နားထောင်ကြည့်လိုက်မယ်နော်ဟုတ်ပြီဒီနေရာမှာသူက generation 1 2 3 4ဆိုပြီးတော့ပေးထားရပါတော့ sound effect ၄ခုအထိတောင်မှသူ generate လုပ်ပေးထားရပါတော့ဒါဆိုရင်ကျွန်တော်တို့ကဒီဟာလေးတွေကိုနားထောင်ကြည့်အောင်ဟုတ်ပြီဒါဆိုရှင်ကျွန်တော် generation 1ကတော့ဒီ sound effect လေးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ generation 2ပေါ့နော်ဟုတ်ပြီနောက်ပြီးတော့ generation 3ပေါ့နော်ဟုတ်ပြီ generation 4ဟုတ်ပြီဒါကတော့ကျွန်တော်တို့ dramatic sound တွေပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ခုအနေနဲ့ transition နေရာတွေမှာသုံးလို့ရတဲ့ transition sound effect တစ်ခုကိုကျွန်တော်အမျိုးအစားတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော် generate လုပ်ပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် transition sound တွေနေရာမှာသုံးတဲ့ WOO SH ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော် generate လုပ်ပြမယ်ပေါ့နော် who sound ဆိုပြီးတော့ sound လေးထည့်လိုက်အောင်ပေါ့နော် SOUND D ပေါ့နော်အဲ့ဆိုလို့ရှိရင် who sound ဆိုတာလေးကိုကျွန်တော် generate လုပ်ပြမယ်ဒါဆိုလို့ရှိရင်ခဏလေးစောင့်ပေးပါဟုတ်ပြီဒါဆိုလို့ရှိရင်သူကထုံးစံနိုင်မယ် generation 1 2 3 4ပေးထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် generation 1လေးကိုနားထောင်ကြည့်လိုက်မယ်ဟုတ်ပြီဒီလိုမျိုးအတန်လေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ transition sound တွေနေရာမှာသုံးတယ်ပေါ့နော်ဥပမာကျွန်တော် line mode တွေမှာတွေ့ line mode တွေမှာတင်တဲ့ဒီထူးဆန်းထွေလာတို့ဘာတို့ဆိုလို့ရှိရင်ဒီလိုမျိုး sound effect တွေအသုံးများတယ်ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်ဒီလိုမျိုး push sound effect ပေါ့နော်ဒါလည်းကောင်းတယ်နော်ဒါလည်းကောင်းတယ်အပေါ်ကဒါလေးဆိုလို့ရှိရင်အသုံးတော်တော်များတယ်ပေါ့နော်မိတ်ဆွေတို့ကဒီလိုမျိုး sound effect တွေကို YouTube တွေကနေရှာပြီးတော့copyright free ဆိုပြီးတော့ down နေပြီမယ်ပေါ့နော်တစ်ချိန်ချိန်မှာအခုချိန်မှာ copyright မထိရတော့မှတစ်ချိန်ချိန်မှာကို video တွေမှာ copyright ထိလာနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကယုံကြည်စိတ်ချရအောင်ကျွန်တော်တို့ AI ကိုဖန်တီးခန့်လိုက်တာအကောင်းဆုံးပဲပေါ့နော်အခုချိန်ကဒီပညာလည်းတိုးတက်လာပြီ AI နေလည်းခက်စားနေပြီဆိုတော့ကျွန်တော်တို့လိုချင်တဲ့ sound effect ကို AI မှာသွားပြီးတော့ generate လုပ်ပြီးတော့ယူပြီးတော့သုံးတာကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ကဒီလိုမျိုးတီးလုံးတွေနဲ့ဆိုင်တဲ့ music တွေနဲ့ဆိုင်တဲ့ sound effect တွေပဲရတာလားဆိုတော့မဟုတ်ဘူး तू ကတခြား sound effect တွေလည်း तू ဖန်တီးလို့ရသေးတယ်ဒါကြောင့်ကျွန်တော်ဒီတဘာဝပတ်ဝန်းကျင်တွေမှာရှိတဲ့အတန်တွေကအစား तू ဖန်တီးလို့ရတဲ့ကားတန်တွေနောက်ပြီးတော့ဒီကလေးအတန်ကလေးငိုတဲ့အတန်တွေပေါ့နော်နောက်ပြီးတော့ငှက်မြေတန်တွေဒါတွေကိုအကုန်လုံး तू generate လုပ်ပေးနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကူပြောသွားတဲ့အထက်ကနေပြီးတော့တစ်ခုကိုကျွန်တော်စမ်းပြမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကဒီငှက်တန်တွေကိုကျွန်တော်လုပ်ပြမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ back sound ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်မယ်ပေါ့နော် back sound လို့မြိုက်ချင်လဲကျွန်တော်တို့ jungle sound ဆိုပြီးတော့ရိုက်လို့လဲရတယ်ဘာလို့လဲဆိုတော့ဒီတောထဲမှာအမီများတာဆိုလို့ဒီငှက်တွေပဲရှိတာပေါ့နော်သူတို့ကအစွာဆုံးဆိုတော့လေအဲ့ဆိုရင်ကျွန်တော် back sound လို့ပဲရိုက်လိုက်မယ်နော် back s ထည့်လိုက်မယ်နော်ဒီ back ဆိုလို့ရှိရင်ကျွန်တော်တို့ကတခုတည်းတကောင်လေးမြည်တဲ့အတန်ဖြစ်သွားမှာဆိုလို့ကျွန်တော်တို့နောက်က s ကလေးထည့်ပေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် generate sound effect ဆိုပြီးတော့လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ခဏစောင့်ပေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ထုံးစံအတိုင်းပဲ generation 1 2 3 4ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ generation 1လေးကိုနားထောင်ကြည့်လိုက်မယ်ဒီလိုမျိုးနှစ်တန်နေဆိုလို့ရှိရင်ဘယ်သူတွေစီမှာအသုံးသွားဝင်လဲဆိုတော့ဒီ YouTube မှာပေါ့နော်ကျွန်တော်တို့ဒီကာတွန်းဇာတ်ကားလေးတွေအတူလေးတွေဖန်တီးပြီးတော့တင်တဲ့ creator တွေဆိုလို့ရှိရင်အဆင်ပြေတယ်ဒါဆိုလို့ရှိရင်သူတို့ကဒီနေရာမှာဒီသူကတဘာဝပတ်ဝန်းကျင်အတန်တွေလည်းထည့်ရမယ်နောက်ပြီးတော့ဒီလူအတန်ဆိုလူအတန်တွေပေါ့နော်လမ်းလျှောက်တဲ့အတန်ဆိုလမ်းလျှောက်တဲ့အတန်တွေပေါ့နော်ဒါတွေကိုသူလိုအပ်တဲ့အချိန်ကျရင်ဒီနေရာမှာလာပြီးတော့ generate လုပ်ခိုင်းလို့ရရပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ generation 2လေးကိုသွားပြီးတော့နားထောင်ကြည့်လိုက်ဒါတော့ဘာငှက်အတန်လည်းမသိနော်ဒီကောင်လေးဆိုလည်းမစိုးဘူးနော်ဒီကောင်လေးဆိုလည်းမစိုးဘူးဒါလေးလည်းမစိုးဘူးအကုန်လုံးမစိုးဘူးပေါ့နော်ဒီ generate လုပ်ပြီးတော့ကျွန်တော်တို့ကလိုချင်တဲ့ sound effect တွေကိုသွားပြီးတော့ AI မှာသွားလုပ်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကကိုကြိုက်တဲ့ sound effect တွေ့ပြီဆိုလို့ရှိရင်ဒီနေရာမှာ download ဆိုတာလေးရှိရပေါ့နော်အဲ့ဒီဟာလေးကို download ဆိုတဲ့ icon လေးကိုထောက်ပြီးတော့ကျွန်တော်တို့က download လို့ရတယ်ဒီမှာအပေါ်မှာ background mp3 ဆိုပြီးတော့ဒီ notification လေးတက်လာရပါတော့အဲ့ဒါဆိုလို့ရှိရင်ကိုကဒီကို file ထဲမှာသွားပြီးတော့ရှာပြီးတော့ကို video create လုပ်တဲ့အခါမှာဒီ sound effect လေးကိုထည့်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီအားလုံးပဲကျွန်တော် video လေးကိုအဆုံးထိကြည့်ပေးကြလို့အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော် video ကအကျိုးတစုံတရာရသွားတယ်ဆိုလို့ရှိရင် comment မှာလက်မလေးထောင်ခဲ့ကြပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့မယ်